အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ဆန်ကုမ္ပဏီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့တခြားပစင်းကောင်းနေနဲ့မတူတမူထူးခြားနေတဲ့ဝှေ့လီပစင်းကောင်းထော်လာကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်ထော်လာကြီးဝယ်ဖို့စဉ်းစားထားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်ဝှေ့လီပစင်းကောင်းလေးရဲ့ထူးခြားချက်အနေနဲ့ကတော့အင်ဂျင်ရှစ်မှာဆိုရင် cooling radiator ပါဝင်လာတာကိုတွေ့ရပါတယ်ရှင်အင်ဂျင်ကထွက်လာတဲ့အပူကို short ချပေးပြီးအင်ဂျင်ကိုအပူလွန်ကဲမှုမဖြစ်အောင်ကာကွယ်ပေးတဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုကိုတက်ဆင်အသုံးပြုပေးထားပါတယ်ရှင်အင်ဂျင်ကတော့ဂျနောင်း33កောင်အင်ဂျင်မျိုးစားဖြစ်ပြီးရုံဆွဲအားကောင်းတဲ့အပြင်စီစားနှုန်းကလည်းတက်တာပါတယ်ရှင်တောင်တက်လန်းမြေပြန့်လန်းနေမှာပါဝင်နေရများများနဲ့ရုံဆွဲအားကောင်းတဲ့အင်ဂျင်ဖြစ်ပါတယ်ပြပြထိန်းသိမ်းရလွယ်ကူပြီးအပူပစ္စည်းလည်းပေါ်များတာကြောင့်စိတ်ပူစရာမလိုပါဘူးရှင်ခေါင်းကအနုဘိုက်ဖက်ရှင်ဒီဇိုင်းတွေကိုလည်းကျမနဲ့အတူလိုက်ကြည့်လိုက်ရအောင် driver ထိုင်ကုန်ကိုစာပြီးထိုင်လိုက်တဲ့ကိုကတတောင့်တတာရှိစေပါတယ်ရှင်။ဘာလို့လဲဆိုတော့ထိုင်ကုန်ရဲ့အောက်မှာချော်ပါဝင်လာလို့ကားမောင်းနေသူအဖို့ဘလို့လမ်းမျိုးပဲမောင်းတတောင့်တတာနဲ့မောင်းနေနိုင်မှာပဲဖြစ်ပါတယ်ရှင်။ခေါင်းကအနုမိုက်မှာဆိုရင် FM radio C clock cooling radiator clock ပန်ငါ clock ဂီယာကတော့ရှည်လေးချက်နောက်တစ်ချက်ဖြစ်ပြီးတာယာရည်ဖြန်းပါးတွေလည်းပါရှိပါတယ်ရှင်။ရှည်လေးတုပ်အနေနဲ့ကတော့6ချက်ရှိပြီးနောက်လေးတုပ်အနေနဲ့ကတော့အပေါ်အောက်15ချက်ရှိပါမယ်။လေးတုပ်တွေကလည်းထူးထူးထက်ထက်ရှိပါမယ်ရှင်။တာယာဆိုက်တွေအနေနဲ့ကတော့ရှစ်တာယာဟာဆိုရင်916တာယာအမျိုးအစားဖြစ်ပြီးနောက်တာယာဆိုက်ကတော့825 16တာယာအမျိုးအစားပဲဖြစ်ပါတယ်ရှင်။ brake ကတော့ C brake မျိုးစားပဲဖြစ်ပါတယ်ရှင်။ကားတစ်စီးလုံးအတိုင်းအတာအနေနဲ့ကတော့အလျာ16ပေ8လက်မှအနံ9ပေ8လက်မှရှိပြီးအမြင့်အနေနဲ့ကတော့9ပေ17လက်မှရှိပါမယ်ရှင်။နောက်ဝရီအတိုင်းအတာအနေနဲ့ကတော့အလျာ10ပေ4လက်မှရှိပြီးတော့အကျယ်အနေနဲ့ကတော့9ပေ8လက်မှရှိပါမယ်ရှင်။နောက်ဘော်ဒီအမြင့်အနေနဲ့ကတော့2ပေ6လက်မှရှိပါမယ်ရှင်။ခွေးလီကျင်းတောင်33កောင်ထော်လာကြီးမှာအသုံးပြုပေးထားတဲ့စေသားကအယောင်ဆိုတောက်ပြီးနေအောင်မွေးရည်တံကိုကောင်းကောင်းခံနိုင်အောင်ဖောက်အုပ်ပေးထားပါတယ်။ကိုယ်တဲ့တန်သားတွေကလည်းထူးထမ်းခိုင်ခန့်တဲ့အတွက်အလုတ်ကျန်းတွေမှာယုံကြည်စိတ်ကြစွာအသုံးပြုနိုင်ပါတယ်ရှင်။တောင်သူဦးကြီးတို့အတွက်လေယာလုပ်ငန်းမဲ့ဖြစ်ဖြစ်လုပ်ငန်းရှိလူကြီးမင်းတို့အတွက်ကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးလုပ်ငန်းမဲ့ဖြစ်ဖြစ်တောင်တက်လန်းလမ်းကျန်းတွေမှာလည်းအကောင့်နဲ့ဆွတ်ဆောင်ရေးကိုပေးဆွမ်းနိုင်တဲ့ဝှေ့လီကျင်းတောင်33កောင်စင်ငယ်ထော်လာကြီးကိုကျမတို့ရဲ့မြန်မာထူးဆန်ကုမ္ပဏီမှာကိုယ်တိုင်ကိုယ်ကြားလာရောက်ကြည့်ရှုနိုင်တယ်လို့အောက်မှာပေးထားတဲ့မြန်မာထူးဆန်ရဲ့ hotline ဖုန်းနံပါတ်တွေကိုအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။ထူးခြားဆန်တဲ့အမခန်းမြန်မာထူးဆန်ဆက်အစွမ်း